Hello အားလုံးပဲမင်္ဂလာပါရှင်အခုပြသထားပေးတဲ့ဘာသာလေးကကမာရုံမြို့နယ်ဇေယျမင်္ဂလာနှစ်လမ်းမှာလင်းချက်မြန်မာဆောက်လုပ်ရေးမှာတက်ဆင်ပစ္စည်းမှုတွေပါရှင်ဘာသာတကအမြင်လေးကတော့အမြင်အကျယ်အား10ပေ6ပေနှစ်ပေါက်ဖြစ်ပါတယ်ရှင်2ကို2 1မိနစ်နဲ့တပေပတ်လည်ကို3000နဲ့ရရှိမှာဖြစ်ပါတယ်ရှင်ချက်ကအမြင်လေးကတော့3ပေအမြင်လေးဖြစ်ပါတယ်ရှင်ရှုပေးကြတဲ့ customer များအားလုံးကိုလည်းပြေဝေဖြူကနေပြီးတော့ကျေးဇူးထူးပင်တင်ရှိပါတယ်ပြေဝေဖြူမှာအဲ့ရင်တော့ရချင်းတိကြတယ်ပစ္စည်းလက်ရောက် quality ကောင်းတယ်လက်ရအသေးသက်တဲ့လူကြီးမင်းတို့ရဲ့အိမ်လုံးလုံးအတွက်တမန်စတီးမှာမောင်းမယ်ဆိုရင်ပြေဝေဖြိုးကိုဒီနေ့ရပေးပါရှင်